ဥရောပအင်ပါယာကိုဒူးထောက်စေခဲ့သောအာဖရိက၏အံ့ဖွယ်စစ်ပွဲကြီး1880ဝန်းကျင်မှာဥရောပနိုင်ငံတွေကအာဖရိကတတိုင်းလုံးနီးပါးကိုကိုလိုနီပြုခဲ့ကြပါတယ်။အဲဒီအထဲမှာမှအီတလီနိုင်ငံဟာအာဖရိကဥချိုဒေသကရှေးဟောင်းခရစ်ယာန်အင်ပါယာတစ်ခုဖြစ်တဲ့အီသီယိုးပီးယားကိုသိမ်းပိုက်ပြီးတော့သူတို့ရဲ့အင်ပါယာအင်အားကိုပြသဖို့မျက်စိကျလာခဲ့ပါတယ်။1889ခုနှစ်မှာအီသီယိုးပီးယားဧကရေမီနီလက်ဒုတိယနဲ့အီတလီတို့ကဘူချာလီစာချုပ်ကိုချုပ်ဆိုခဲ့ကြပါတယ်။ဒါပေမဲ့အီတလီတို့ကစာချုပ်ကိုဘာသာစကားနှမျိုးနဲ့လှည့်သားရေးသားခဲ့ပါတယ်။အီတလီဘာသာပြန်မှာအီသီယိုးပီးယားကအီတလီရဲ့အဆောင်ရှောက်ကန်ကိုလိုနီဖြစ်တယ်လို့ကောက်ကျစ်စွာထည့်သွင်းခဲ့ပါတယ်။စာချုပ်ရဲ့လှည့်စားမှုကိုသိသွားတဲ့အခါဧကရေမီနီလက်ရဲ့ဇနီးဖြစ်သူမိဖုရားကြီးတေတုဘီတူဟာအကြီးကျယ်ဒေါသထွက်ခဲ့ပါတယ်။သူကငါတို့ဟာအမျိုးသမီးတွေဖြစ်ပေမဲ့နိုင်ငံရဲ့လွတ်လပ်ခွင့်ကိုထိပါလာရင်တော့စစ်တိုက်ဖို့အသင့်ပဲမင်းတို့ရဲ့ကိုလိုနီအဖြစ်ခံမဲ့အစားတေဘောဝင်နိုင်မယ်လို့အီတလီတန်တမန်တွေကိုပြက်ပြက်သားသားတုံ့ပြန်ခဲ့ပါတယ်။1895ခုနှစ်မှာဝီချာလီစာချုပ်ပြတ်သွားပြီးတော့စစ်ပွဲတရားဝင်စတင်ခဲ့ပါတယ်။ဧကရေမီနီလက်ကတိုင်းပြည်အနှံ့ကဒေသခံဇော်ဘွားတွေလူမျိုးစုခေါင်းဆောင်တွေကိုဘာသာရေးနဲ့မိခင်နိုင်ငံတော်ကိုကာကွယ်ကြဖို့အမျိုးသားရေးစီယုံလှုံ့ဆော်စာတွေထုတ်ပြန်ခဲ့ပါတယ်။ဥရောပသားတွေကအာဖရိကသားတွေကိုခင်းနောက်ကြတဲ့လှန်ဓာတ်တွေပဲသုံးတယ်လို့ထင်နေချိန်မှာမီနီလက်ကရုရှားနဲ့ပြင်သစ်နိုင်ငံတွေစီကနေခင်မီရိုင်ဖယ်တနတ်တွေနဲ့အမြောက်တွေကိုလျှို့ဝှက်စာကြိုတင်ဝယ်ယူစုဆောင်းထားခဲ့ပါတယ်။ဒါဟာအီတလီတို့အတွက်အကြီးမားဆုံးအမှားထွက်ချက်မှုဖြစ်လာခဲ့ပါတယ်။အီတလီစစ်တပ်ကိုဦးဆောင်သူကတော့အာဖရိကမြေပေါ်မှာစစ်ပွဲတွေအကြိမ်ကြိမ်နိုင်ထားတဲ့ဗိုလ်ချုပ်ဘာရာတီယာဖြစ်ပါတယ်။သူကအီသီယိုးပီးယားသားတွေကိုအထင်သေးခဲ့ပြီးတော့ရောမမျိုးကအီတလီအစိုးရကလည်းသူ့ကိုအမြန်ဆုံးစစ်နိုင်အောင်တိုက်ခိုက်ဖို့ဖိအားပေးနေခဲ့ပါတယ်။1896ခုနှစ်ဖေဖော်ဝါရီလနှောင်းပိုင်းမှာအီတလီစစ်တပ်နဲ့အီသီယိုးပီးယားစစ်တပ်ကြီးကအီသီယိုးပီးယားမြောက်ပိုင်းကအဒဝါတောင်တန်းထူထပ်ရာဒေသမှာထိပ်တိုက်ရင်ဆိုင်ဖို့နေရာယူခဲ့ကြပါတယ်။စစ်အင်အားချင်းကတော့အလွန်ကွာခြားပါတယ်။အီတလီဘက်မှာခင်မီလက်နက်အပြည့်စုံနဲ့ဝါရင်စစ်သားအင်အား2000နီးပါးရှိနေချိန်မှာအီသီယိုးပီးယားဘက်ကတော့မိခင်မြေကိုကာကွယ်မဲ့မျိုးချစ်စစ်တီတော့အင်အားတသိန်းကျော်ဝန်းရံထားခဲ့ပါတယ်။1896ခုနှစ်မတ်လ1ရက်နေ့မနက်အစောပိုင်းမှာတော့ဗိုလ်ချုပ်ဘာရာတီယာရီယာအီသီယိုးပီးယားတပ်တွေကိုအလင်းငိုင်းတိုက်ခိုက်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့အဒဝါတောင်တန်းရဲ့ကျန်းတန်းနဲ့မြေမျက်နှာသွင်းမြင်ကြောင်းစစ်ကြောင်း၃ကြောင်းခွဲပြီးတော့တက်လာတဲ့အီတလီတပ်တွေဟာလမ်းပြောက်ပြီးတော့အချင်းချင်းဆက်သွယ်ရေးပြတ်တောက်ကုန်ပါတယ်။အီတလီတို့စစ်ကြောင်းကွဲသွားတာကိုတိလိုက်တဲ့ဧကရေမီနီလစ်နဲ့မိဖုရားကြီးတေတုတို့ဟာတောင်ကုန်းပေါ်တွေကနေအီသီယိုးပီးယားစစ်တီတော်ကြီးတွေကိုအလုံးရင်းနဲ့တံမြန်ထိုးစစ်ဆင်ဖို့အမိန့်ပေးလိုက်ပါတယ်။တောင်ကြားတစ်ခုချင်းစီမှာတိုက်ပွဲတွေအပြင်းထန်ပောက်ကွဲပါတော့တယ်။အီသီယိုးပီးယားတပ်တွေရဲ့ရဲဝံစွန်းဆောင်မှုလက်နက်အင်အားတာလွန်မှုတွေကြောင့်အီတလီစစ်ကြောင်းတွေဟာတစ်ခုပြီးတစ်ခုဝန်းရံချင်းမုံချင်းခံခဲ့ရပါတယ်။နေ့လယ်ပိုင်းမှာတော့အီတလီစစ်တပ်ကစနစ်တကျမဆုတ်ခွာနိုင်တော့ဘဲနဲ့ဖျို့ဖျက်ထွက်ပြေးရတဲ့ခြေနေကိုရောက်သွားခဲ့ပါတယ်။တရက်တည်းနဲ့ပြီးဆုံးသွားတဲ့ဒီတိုက်ပွဲမှာအီတလီစစ်သား6000ကျော်သေဆုံးပြီးတော့ထောင်ပေါင်းများစွာသုံးပန်းအဖြစ်ဖမ်းဆီးခံခဲ့ရပါတယ်။အာဖရိကစစ်တပ်တစ်ခုကဥရောပအင်အားကြီးစစ်တပ်တစ်ခုလုံးကိုအပြတ်သက်အနိုင်ယူလိုက်တဲ့သမိုင်းဝင်နေ့ရက်ပဲဖြစ်ပါတယ်။စစ်ချုံပြီးတဲ့နောက်အီတလီဆိုးရာဟာအရှက်ရစွာနဲ့အတေအဘာစာချုပ်ကိုထပ်မံချုပ်ဆိုခဲ့ရပါတယ်။အီသီယိုးပီးယားနိုင်ငံရဲ့လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်မှုကိုချွင်းချက်မရှိတိမှတ်ပြုခဲ့ရပါတယ်။အီသီယိုးပီးယားကအာဖရိကမှာကိုလိုနီမဖြစ်ခဲ့တဲ့တခုတည်းသောနိုင်ငံဖြစ်လာခဲ့ပါတယ်။အဒဝါတိုက်ပွဲအောင်မြင်မှုကကမ္ဘာတစ်ဝန်းကလူမဲတွေနဲ့ဖိနှိပ်ခံပြည်သူတွေအတွက်ဥရောပသားတွေကိုတော်လှန်လို့ရတယ်ဆိုတဲ့မျှော်လင့်ချက်မီးရှူးတစ်စောင်ဖြစ်လာခဲ့ပါတယ်။အီသီယိုးပီးယားရဲ့စိမ်းဝါနီအလံကလည်းနောက်ပိုင်းလွတ်လပ်ရေးရလာတဲ့အာဖရိကနိုင်ငံများစွာအတွက်အတူယူစရာဖြစ်ခဲ့ပါတယ်။လူချင်းမင်းတို့ကရောဒီလိုမိခင်မြေကိုကာကွယ်သွားခဲ့တဲ့အာဖရိကသူရဲကောင်းတွေရဲ့စိတ်ဓာတ်ပေါ်ဘယ်လိုမြင်ကြပါသလဲ။ကိုယ့်ရဲ့အမြင်ကိုကွန်မန့်မှာမျှဝေပေးခဲ့ပါဦး။ယခုလိုသမိုင်းဆိုင်ရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ BOC Entertainment YouTube Channel လေးကိုSubscribe လုပ်ပေးခဲ့ပြီးခေါင်းလောင်းလေးနှိပ်ထားဖို့မမေ့ပါနဲ့။